အားလုံးပဲမင်္ဂလာပါရှင်အခုသမီးတို့စကွင်းပွဲအတွက်စကွင်းရွာပြင်ရောက်နေပါတယ်ဒါကတော့စကွင်းသမီးတို့လေးလေးဝင်းမောင်ရဲ့ရုံငန်းဖြစ်ပါတယ်ဒီရုံငန်းမှာသမီးတို့ယောက်ျားလေးတွေထားဖို့အတွက်ရုံငန်းတန်းရှင်းလုပ်နေပါတယ်ဒါလေးကတော့ကြည်လေးအဖွဲ့ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့စောင်းရတနာထေးပါဒီကနေပြန်တန်းရှင်းလုပ်ပါတယ်ခဏနေကြလို့ရှိရင်သမီးတို့ဖြောပြမယ်ဖုံးချောင်းပေါ့နော်ချိုးရင်းချောင်းဖြောပြရေးစင်ကိုသမီးတို့သွားမှာဖြစ်ပါတယ်အဲ့ရောက်လို့ရှိရင်ထပ်ပြီးထည့်ပြပါမယ်ရှင်။သမီးတို့ကြည်ပြီးတို့ဖက်ကိုလာရောက်အားပေးဖို့လည်းဒီနေ့ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဒါလေးကတော့သမီးတို့ဖြောပြရမယ်။ကျေးဇူးတော်ရှင်စကွင်းဆရာတော်ဘုရားကြီးဗတ္တနာဦးဓမ္မရဲ့ဝိဇ္ဇာတောင်မွေးနေ့ပွဲရဲ့ဆက်စင်လေးပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဆရာတော်ဘုရားကြီးသာသနာပြုခဲ့တဲ့စကွင်းကျွေးရသာသနာနယ်မြေပဲဖြစ်ပါတယ်ရှင်ဒီထဲမှာပေါ့နော်ဒီမှာတော့ပြည်သက်တွေလာမယ့်နေရာပေါ့နော်ပြည်သက်တွေလာမယ့်နေရာဒါပြည်သက်တွေဖြေပြမယ့်နေရာဒီဘက်အရှိဒီမှာတော့သူတို့ရဲ့စခုံကြီးပေါ့နော်ဒါစခုံဒါဖြေပြကွင်းပေါ့နော်ဖြေပြကွင်းဧကဘယ်နှစ်ဧကဒါ3ဧကလောက်ရှိတာနော်3ဧကလောက်တော့ရှိနေတယ်ဒါကတော့သူတို့ဖြေပြမယ့်စစင်ရပါတယ်ကဲသမီးတို့ချီပြတဲ့ဖွဲ့ကိုအားရအပေးဖို့အတွက်ဒီနေရာနေဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တတာရလိုက်သမီးအထူးစီစဉ်နေပြတော့ဆက်တီပသိမ်လူမမနေပြီးတော့သမီးတို့စကန်ကျွေးရဆရာတော်ဖျားကြီးရဲ့မွေးနေ့ကိုသူတက်လဲအနုပညာလေးနဲ့လာရောက်ဖြေပြမှလည်းဖြစ်ပါတယ်ရှင်လာရောက်အပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်